မင်္ဂလာပါဒီမင်္ဂလာပါဆိုတဲ့စကားလုံးကြောင့်မိတ်ဆွေဈေးရောက်မကောင်းဖြစ်နေတယ်မိတ်ဆွေရဲ့ဗီဒီယိုတွေလူကြည့်နေနေဆိုလို့ရှိရင်မိတ်ဆွေယုံနိုင်မှာမလားမင်္ဂလာပါဆိုတာအရန်ကိုနဝင်ချိုလှပြီးတော့အရန်ကိုနားထောင်လို့ကောင်းတဲ့ကျွန်တော်မြန်မာလူမျိုးတွေရဲ့နှုတ်ခွန်းဆက်တဲ့စကားလုံးလေးဒါပေမဲ့မိတ်ဆွေကိုအင်မတန်ဒုက္ခပေးတဲ့စကားလုံးဖြစ်တယ်အဲ့တော့မိတ်ဆွေကအဲ့ဒီမင်္ဂလာပါကိုဗီဒီယိုရဲ့အစမှာခဏသုံးနေတဲ့အတွက်မိတ်ဆွေဗီဒီယိုတွေလူကြည့်နေတယ်မိတ်ဆွေဈေးရောက်မကောင်းဘူး content တွေကဘယ်သူမှစိတ်ဝင်စားဘူးဖြစ်နေတာအဲ့တော့မိတ်ဆွေကိုဒီမင်္ဂလာပါဆိုပြီးတော့စပြီးတော့နှုတ်ဆက်မဲ့စကားလုံးအစားတခြားဘာသုံးလို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်เนาะဒီဗီဒီယိုလေးကိုမိတ်ဆွေတခြားနားထောင်ပြီးရင်တခြားလိုက်ပြီးတော့တွေးခေါ်အိမ်စာလုပ်ကြည့်လိုက်မိတ်ဆွေရဲ့အခြေအနေတွေအများကြီးပြောင်းလာလိမ့်မယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဗီဒီယိုစခြင်းမှာဘယ်လိုပြောတင်လဲဗီဒီယိုအစအဦးဆုံးမှာကျွန်တော်တို့ကမင်္ဂလာပါတို့ကိုနှုတ်ဆက်တဲ့ဥစ္စာတွေကိုယ့်ရဲ့ position ကိုယ့်ရဲ့ယာရုဒါတွေလျှောက်ပြောနေမဲ့အစားကျွန်တော်တို့ပြောတင်တာကဘာလဲဆိုတော့ပုံပြင်ပြောရမှာပါပုံမြင်ဆိုတာကျွန်တော်တို့ပုံမြင်အရှိကြီးကိုပြောကြမလို့ပုံမြင်အရှိကြီးပြောကြမလို့ကျွန်တော်တို့ရဲ့ viewer တွေကျွန်တော်တို့ရဲ့ follower တွေကျွန်တော်တို့ရဲ့ customer တွေကျွန်တော်တို့ရဲ့ video ကိုကြည့်စေချင်တဲ့သူတွေအတွက်ပုံမြင်တစ်ခုကိုမိတ်ဆွေဖန်တီးပေးဖို့လိုပါတယ်နမူနာကျွန်တော်ပြောပြမယ်ကျွန်တော်ပြီးခဲ့တဲ့2ရက်လောက်က video တစ်ခုကျွန်တော်တင်ထားတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှဆောင်းရံအချက်လေးတွေကျွန်တော်ပြောပြတဲ့ပုံစံမျိုးကျွန်တော်တင်ပေးထားတာအဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာကိုတင်ကျင်တော့ကျွန်တော်ကဒီအဓိကကတော့ကျွန်တော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြေလည်စေချင်တာဒါ content ရဲ့body ပေါ့နော် content body ကငွေချင်းနဲ့ပတ်သက်ပြီးတော့ပြည်လဲစေခြင်းနဲ့အဲ့ဒီမှာကျွန်တော်ပြောချင်တဲ့အချက်ကကြတော့ရှောင်းမဲ့အချက်3ချက်ကိုကျွန်တော်ပြောချင်တယ်အဲ့တော့ရိုးရှင်းကျွန်တော်ပြောမှဆိုလို့ရှိရင်နမူနာပြမယ်နော်မင်္ဂလာပါဒီနေ့ကျွန်တော်ပြောမှာတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ရှောင်းမဲ့အချက်3ချက်ကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်ဒီလိုစမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကိုတည်တဲ့ကျွန်တော်ရဲ့ follower တွေကျွန်တော်ရဲ့ fan တွေကတော့ကိုဟန်ကြီးပြောမှမလို့ဆိုပြီးတော့နားထောင်မှာပေါ့တကယ်လို့မိတ်ဆွေသားကျွန်တော်မမြင်ဘူးတဲ့သူကျွန်တော်မသိဘူးတဲ့သူဆိုလို့ရှိရင်မိတ်ဆွေစိတ်ဝင်စားမှာမဟုတ်ဘူးမိတ်ဆွေဒီဗီဒီယိုကြည့်ချင်မှလည်းမဟုတ်ဘူးဒါဒီကောင်စာအုပ်ထဲဥစ္စာတွေဖတ်ပြီးတော့ပြောတော့မယ်ဆိုပြီးတော့ထင်ပါပဲအဲ့တော့ကျွန်တော်ဘယ်လိုမျိုးစထားလဲဆိုတော့တလောက်350ရတယ်ဆိုလို့ရှိရင်မိတ်ဆွေနောက်10နှစ်မှာချမ်းသာနိုင်တာဘုံကျွန်တော်ဗာထည့်လိုက်လေပုံမြင်လေးတစ်ခုထည့်ပေးလိုက်လေပုံမြင်အရှိထည့်ကြမလို့နော်ပုံမြင်အတူလေးပဲမိတ်ဆွေကိုယ်တိုင်ဝင်ပြီးတော့ခန်းစားကြည့်လို့ရတယ်ငါတကယ်လို့တလောက်350ရခဲ့လို့ရှိရင်ငါနောက်10နှစ်မှာငါချမ်းသာနိုင်မှာဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်ပုံမြင်တစ်ခုကိုကျွန်တော်ထည့်ပေးလိုက်တာအဲ့တော့ပို့ပြီးတော့လူကစိတ်ဝင်စားတယ်ပို့ပြီးတော့ကြည်ကျင်စိတ်ဖြစ်တယ်တကယ်တမ်းပြောလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါအခုကျွန်တော်ဆိုလို့ရှိရင်ဘူးတူတာနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးတဲ့ဗီဒီယိုတွေအင်မတန်လူကြည့်နေတဲ့အမျိုးအစားဘာဖြစ်လို့လဲဆိုတော့လူတွေကအပျော်ပါလောက်ပဲကြည့်ကျင်ကြတာပါနော်ဘူးတူတာဆိုလို့ရှိရင်ကြည့်ကျင်တဲ့လူက percentage အတော်နည်းတယ်ပေါ့နော်အဲ့တော့အဲ့လိုပဲကြည့်ကျင်အောင်လို့ကျွန်တော်ဆွဲဆောင်ရတာပဲကိုကအသိပညာပေးကျင်တာ哦အဲ့တော့ခုနကကျွန်တော်ပြောလိုမျိုးမင်္ဂလာပါတွေရိုးရိုးတန်းတန်းကြီးတွေနဲ့လုံးဝဗီဒီယိုအစမပြုတ်ပါနဲ့မိတ်ဆွေဘယ်သူလဲဆိုတာကိုဘယ်သူမှမသိပါဘူးကိုက celebrity ဖြစ်နေတယ်ဒါမှမဟုတ်ကိုက social media မှာနေရာတစ်ခုရလာပြီ follower တစ်ခုရှိနေပြီကိုအထိုက်လျောက်လူသိနေပြီဆိုလို့ရှိရင်တော့သုံးလို့ရတယ်မင်္ဂလာပါကနေစလို့ရတယ်ဘာကနေစလို့ရတယ်ဘာလို့လဲဆိုတော့မိတ်ဆွေရဲ့မျက်နှာကိုမြင်တာနဲ့မိတ်ဆွေ page ကတင်တဲ့ video ကြည့်ကြတဲ့ဒီ page ကဘာတင်မယ်ဒီလူကဘာပြောမယ်ဆိုတာကိုကို follower သိနေတဲ့အတွက်ကိုပြည့်သက်ကတော့နားထောင်ပါပဲဘာပြောမဟုတ်ဘူးအခုမှကိုက follower 0ကနေစမဲ့သူမျိုးဆိုလို့ရှိရင်တော့မင်္ဂလာပါဆိုပြီးတော့မစပါနဲ့ကျွန်တော်ပြောသလိုမျိုးပုံမြင်လေးတစ်ခုကနေပြီးတော့စပါဒီပုံမြင်လေးကဘယ်သူအတွက်ပုံမြင်လဲဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်စေချင်တဲ့သူတွေအတွက်ပုံမြင်လေးဖြစ်ဖို့လိုပါတယ်ဒီတစ်ချက်ကနောက်ထပ် bonus 2ချက်ထပ်ပေးမယ်ဒါဒီဗီဒီယိုကိုဒီချိန်ထိကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ထုံးစံနဲ့ကျွန်တော် bonus 2ခုပေးမယ်ပေါ့နော်အဲ2ခုကဘာလဲဆိုတော့ခုနလည်းမျိုးအစဦးချင်းမှာကျွန်တော်တို့ပုံမြင်တစ်ခုကိုထည့်တင်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အခုမြင်နေရတဲ့ပုံစံဒီမှာဗီဒီယိုတစ်ခုမိတ်ဆွေမြင်ရတယ်ဒီမှာလွတ်နေတဲ့နေရာရှိတယ်အောက်မှာလွတ်နေတဲ့နေရာရှိတယ်ပြီးဒီမှာကျွန်တော်ရဲ့မျက်နှာရှိတယ်ဒါကမိတ်ဆွေ overall မြင်လိုက်ရတဲ့ပုံစံဒီပုံစံကိုလည်းမိတ်ဆွေသေချာပြင်ဆင်သင့်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမြင်ကိုပဲကြည့်ပြီးတော့ဒီဗီဒီယိုကိုကြည့်တင်လားမကြည့်တင်ဘူးလားကြော်မလားဆိုတာကို viewer တွေကဆုံးဖြတ်တာအဲ့တော့မိတ်ဆွေဒီလိုမျိုး visual ဆိုတဲ့အမြင်မှာမိတ်ဆွေတက်နိုင်တဲ့လောက်ကိုယ့်ရဲ့ customer တွေကိုဆွဲဆောင်နိုင်တဲ့အချက်တွေထည့်ထားဖို့လိုတယ်မိတ်ဆွေမြင်မှုမှာပါ social media မှာဝုန်းနဲ့လဲကြပြီးတော့မှပြန်ထပြီးစကားပြောတာမျိုးအပေါ်ကြီးပေါ်ဝုန်းဆိုပြီးတော့ခုံချလိုက်ပြီးမှပြန်ထပြီးစကားပြောတာမျိုးကြော်ညာပြတာမျိုးဒါတွေကအလကားလုပ်နေတာမဟုတ်ဘူးမိတ်ဆွေကိုကြည့်ကျင်အောင်ဆွဲဆောင်ဖို့အတွက်လုပ်နေတာနော်ဒါနောက်တစ်ချက်ထပ်ပြောမယ်နောက်တစ်ချက်ကကြတော့အခုမြင်နေရတဲ့နေရာမှာလွတ်နေတဲ့နေရာလေးတွေဒီမှာဒီနားလေးရှိမယ်ပြီးရင်ဒီနားလေးရှိမယ်အဲ့နေရာကဘာထည့်လို့ရလဲဆိုတော့ခေါင်းစဉ်ထည့်လို့ရတယ်စာတန်းထိုးလို့ရတယ်အဲ့နေရာတွေမှာထိုးတဲ့စာတန်းတွေကို viewer တွေကကြည့်ပြီးတော့မှဒီဗီဒီယိုဘာကြောင့်ပြောမှလည်းမသိဘူးဆိုတာကိုသူကဆုံးဖြတ်မယ်ဒီစာတန်းနဲ့အခုမြင်နေရတဲ့ပုံစံနဲ့ဆက်ပြီးတော့မှသူတို့ဆုံးဖြတ်မယ်အဲ့တော့မိတ်ဆွေထိရောက်မှုရှိတဲ့စကားလုံးတွေကိုဒီမှာထည့်လို့ရတယ်အများကြီးမထည့်နဲ့စာကြောင်း2ကြောင်းထည့်မပို့နဲ့စလုံးကြီးပါစေဖတ်လို့လွယ်ပါစေရှင်းရှင်းလင်းလင်းဖြစ်ပါစေအဲ့တော့ဒါကတော့မိတ်ဆွေတို့အတွက်ကျွန်တော်လက်ဆောင်လာပေးတဲ့
အသိပညာလေးဖြစ်ပါတယ်အများကြီးပဲရောင်းကောင်းပါစေကျွန်တော်ပြောလို့စာလေးတွေကိုပြင်လိုက်ပါမင်္ဂလာပါနဲ့မစပါနဲ့နှုတ်ဆက်ချင်လို့ရှိရင် comment နေပြီးတော့မင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်ပါကျွန်တော်လာနှုတ်ဆက်နေကြပုံစံတိုင်းပေါ့နော်မင်္ဂလာပါဆိုပြီးနှုတ်ဆက်ကျွန်တော်ပြန်ပြီးတော့မှမင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်မယ်အားလုံးပဲကျွန်တော်ကိုဟန်ကြီးပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့မယ်အခုကျွန်တော်ပြောသလိုပဲနောက်ဆုံးကြမှာကိုယ့်ကိုမိတ်ဆက်ပါ